ကျွန်တော်စင်တင်ဆက်နေတဲ့အချိန်မှာနေကြလေးတွေ့ရထုံးတဲ့တိုင်မရောက်တဲ့ကိုစင်တက်ထားတော့တွေ့မြင်ရတယ်ခင်ဗျာကိုချိန်မှာလေဒီနောက်ကျရဲ့ကောင်းလေးကိုလော်ပြီးပြန်ပို့ပေးဖို့အခြေအနေမှာရှိနေတာကိုတွေ့မြင်ရတယ်ခင်ဗျာတခါလေးလော်ပြီးပါပြန်ပို့ပေးထားရခင်ဗျာနေကြကန်လေးပါလေးချိန်နေပါလုံးမှလဲအမလေးတွေ့ရတဲ့ပြေတက်ကောက်တဲ့ surprise ပေါ်လာကောင်ပြစ်တယ်တကယ်ကောင်းမလားအင်္ဂလိပ်မှုအောင်မှာတစ်ချက်မှထိသွားခြင်းတော့မရှိဘူးခင်ဗျာကိုချိန်မှာပြေနေကြခြေတန်းတော်ကိုနားထောင်နေအောင်တွေ့မြင်ရတယ်ခင်ဗျာပြေတက်လိုက်ကောင်မှာထပ်ပြစ်ထားရခင်ဗျာလော်ပြီးကိုပြန်ပို့ပေးထားတယ်သွားရင်းနဲ့ surprise ဆိုပြီးတော့နောက်တစ်ယောက်ကလော်ပြီးပြန်ပို့ပေးထားတော့တွေ့မြင်ရတယ်ခင်ဗျာကိုချိန်မှာပြင်နေကြ granny လေးကိုစနစ်တန်ဖြုတ်ထားတယ်။ဘာလဲလုံးမှလည်းအဲ granny လေးနဲ့ချိန်မှာနေမျိုးတွေ့တယ်20စက္ကန့်မှလွတ်လိုက်တယ်။တော့သွားတယ်ခင်ဗျာ။ကျန်တဲ့လက်ရှိကျန်တဲ့ကောင်တက်ပြဖို့ကြိုးစားနေကြပြင်ပေါ့ကနေခုံချတယ် AK လေးနဲ့စပုတ်ဖွင့်ပြီးပြစ်ပြထားတယ်ခင်ဗျာ။တကယ်ကောင်းမလားအိမ်နေအောင်ပါပဲနေအောင်လုံးရရှိထားတယ်ခင်ဗျာ။ကိုချိန်မှာပြင်ခြေတန်းနိုင်ငံကြားထားတဲ့အတွက်တက်ပြတယ်ခင်ဗျာ။တကယ်ကောင်းမလားအိမ်နေအောင်ပါပဲ enemy တကောင်ရရှိထားတယ်ခင်ဗျာ။သူပြတဲ့ကောင်မှာပြန်အိမ်ကိုကြိုးစားနေကြတဲ့ကောင်းမလားအောက်မှာပဲဟိုကတင်းချောင်းကောင်းတဲ့အတွက်ထိသွားခြင်းတော့မရှိဘူးခင်ဗျာကိုချိန်မှာဒီဘက်ပြင်ဘောကဝင်ဟိုဘက်ပြင်ဘောကထွက်နေတော့တွေ့မြင်ရင်ခင်ဗျာအဲမီကနေငယ်များအတွက်ဂရနီလေးကိုတုံးချဖို့ကြိုးစားနေတဲ့နေကြဘယ်လိုတုံးချသွားမလဲဂရနီလေးနဲ့တယောက်နော်ထားတာကိုတွေ့မြင်ရတယ်ပြေးတက်လာတဲ့ကောင်မှာနော်ဖို့ကြိုးစားနေတဲ့နေကြနော်ထားတယ်နောက်တယောက်ကထပ်ပြစ်တယ်ခင်ဗျာနော်သွားခြင်းတော့မရှိဘူးငယ်သွေးတွေပါလေးဖြေဖို့ကြိုးစားနေရဲ့ဗီဒီယိုလေးကိုရစ်ထားရလဲတွေ့မြင်ရတယ်ခင်ဗျာနော်ထားတဲ့ကောင်လေးကိုပါခေါ်ဖို့ကြိုးစားနေတယ်။နောက်ကောင်လုံးပါရတဲ့အတွက်လက်ရှိကြံနေတဲ့ကောင်ကိုတက်ပြဖို့ကြိုးစားနေတဲ့နေကြ။ဘာဖြစ်သွားမလဲ။ဒီကောင်နဲ့ခုံချလာတော့လာလေးမှောက်ပြထားတယ်ခင်ဗျာ။ဒီကောင်မလာအိမ်ကြီးအောင်မှာပဲ enemy 3ကောင်ရရှိထားတယ်ခင်ဗျာ။